ကျွန်တော်တို့ဒီ my site gateway ကနေเนาะchat Google Chat ကိုပေါ့နော် Google Chat ကိုဘာပို့မလဲဆိုတော့ message ပို့မယ်ကျွန်တော်တို့ဒီ my site gateway ပေါ့နော် UG65 တို့မှာဘာလဲဆိုတော့ဒီ Node-RED Node-RED application support လုပ်တယ်ပေါ့နော်အဲ့မှာသူကဘာတွေပါလဲဆိုတော့ဒီဟိုဟာမှာSMS ပို့လို့ရတယ်ကျွန်တော်တို့ဘာလုပ်လို့ရလဲဆိုတော့ SMS ပို့လို့ရတယ် SMS ပို့လို့ရတယ်နော်ဘာလုပ်လို့ရလဲ SMS ပို့လို့ရတယ် SMS ဆိုတာဟိုဖုန်း SMS ပေါ့နော်ဘာခေါ်မလဲဖုန်း SMS ဆင်းနဲ့ SMS ပို့လို့ရတာပေါ့နော်အဲ့လိုမျိုး SMS ပို့လို့တော့ရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ SMS ဒီဟို cost တစ်ခုတော့ရှိတာပေါ့ဗျာဒါတန်ဖိုး SMS ပို့အလကားပို့လို့အောင်ရတယ်နော်တစောင်းအစိတ်ပေါ့အဲ့လိုမျိုး cost တစ်ခုရှိတယ်နောက်တစ်ခုကဘာလဲဆိုတော့ဒီ gateway မှာဒီကျွန်တော်တို့က cloud နဲ့ချိတ်ထားမယ်ပေါ့နော် cloud monitoring လုပ်မယ်ဆိုရင် gateway ကဘာပေးထားရလဲဆိုတော့ internet ပေးထားရတာအဲ့တော့ internet ပေးထားတာဆိုတော့တကယ်လို့ကျွန်တော်တို့အသုံးပြုနေတဲ့ဒီဖုန်းတွေပေါ့နော်ဖုန်းတွေဖြစ်ဖြစ်ကွန်ပျူတာဖြစ်ဖြစ်နော် monitoring လုပ်နေတဲ့ကွန်ပျူတာဖြစ်ဖြစ်ဖုန်းမှာဆိုလည်းရတယ်လေနော်ကျွန်တော်တို့ဒီအများအဖြစ်တော့ဟိုဖွင့်ထားတာများတာပေါ့နော်ဘာဖွင့်ထားလဲ internet ဖွင့်ထားတာများတယ်အဲ့တော့ကျွန်တော်တို့ဒီဟိုinternet အသုံးပြုပြီးတော့ကျွန်တော်တို့ဒီဟိုလုပ်တဲ့ message ပို့လို့ရတဲ့ application တစ်ခုခုကနေဒါဒီ gateway ရဲ့နော် gateway ကပို့လိုက်တဲ့ SMS ကိုနော်ဒါ message ကိုလက်ခံရမယ်ဆိုရင်ကျွန်တော်တို့ဘာလဲဆိုတော့ alert ပေါ့နော် alarm signal alert notification ဒါတွေကိုကျွန်တော်တို့ alert လုပ်လို့ရတာပေါ့ဗျာဥပမာအဖြစ် temperature monitoring လုပ်နေချိန်မှာကိုတွေကတော့အမြဲတမ်း monitoring ထိုင်ကြည့်နေမှာမဟုတ်တာနော်အဲ့တော့ temperature ဒီ value တစ်ခုထပ်ပိုပြီးတော့ကျော်လွန်သွားတယ်ဆိုရင်ဒါ SMS နော် SMS မှာ message ပို့ alert message ပို့ချင်တာပေါ့အဲ့ပို့ချင်တဲ့ဟာကိုကျွန်တော်တို့ကဒီ Node-RED ကနေဥပမာ Telegram တို့ WhatsApp တို့ပေါ့နော်အဲ့ဒါတွေပို့လို့ရတယ်အလွယ်တကူပို့လို့ရတာပေါ့နော်အလွယ်တကူပို့လို့ရတယ်ပြောပါတော့ဒါပေမဲ့ခက်တာပါလဲဆို WhatsApp တို့เนาะ WhatsApp တို့က WhatsApp ကလည်း Facebook ကပိတ်နိုင်တယ်ပေါ့နော် Facebook ကိုဘန်ထားတယ်ဆို WhatsApp လည်းအဲ့ထက်မှာပါနေတယ်ဆိုပါနေတယ်အဲ့တော့ Telegram ကိုလည်းသိ Telegram bot ကိုလည်းသိမသုံးကျင်ဘူးပေါ့နော်မသုံးကျင်ဘူးဆိုတော့ကျွန်တော်တို့စဉ်းစားစရာဘာရှိလာလဲဆိုတော့ကျွန်တော်တို့ငငယ်တုန်းကပေါ့ငငယ်တုန်းကမဟုတ်ပါကျွန်တော်တို့ကျောင်းသားဘဝတုန်းကအသုံးပြုတယ် Gdot နဲ့တဒန်တူတယ်အခုတော့ Gdot မဟုတ်တော့ဘူး Google Chat Google Chat ကိုအသုံးပြုမလားဆိုပြီးတော့စဉ်းစားစရာဖြစ်လာတယ်အဲ့တော့ Google Chat ကိုလိုက်ရှာကြည့်တော့ဗျာဒါ Google Node-RED ကနေ Google Chat ကိုဟိုဟာလုပ်လို့ရမလားပေါ့နော်SMS ပို့လို့ရမလားပေါ့အဲ့ဒီတော့ဘာတွေ့လဲဆိုတော့ Python အသုံးပြုပြီးတော့ Python တို့ PHP တို့အသုံးပြုပြီးတော့ပို့လို့ရတာတွေ့တယ်အဲ့ပို့လို့ရတာတွေ့တာပေါ့နော်အဲ့တော့လိုက်ရှာကြည့်တော့ JavaScript ပေါ့နော်အဲ့ဒါနဲ့လည်းပို့လို့ရတာပေါ့ဗျာပို့လို့ရတယ်ဆိုတော့တကယ်တမ်းကျတော့ YouTube မှာတော့အဲ့ဒါတော့မတွေ့ဘူး YouTube မှာ PHP နဲ့လုပ်တာတော့ခုတွေ့တယ်Python နဲ့လုပ်ထားတဲ့ဟာလေးတစ်ခုတွေ့တာပေါ့နော်အဲ့နဲ့လုပ်ကြည့်မယ်ပေါ့လိုက်လုပ်ကြည့်မယ်
လဲလို့ကြည့်တော့ပထမဆုံးဘာခက်ခဲရှိလဲဆိုတော့ဒီ Google ကဒီ Google Chat ကိုအသုံးပြုမယ်ပြုပြီးတော့ဒါတော့ group ဖွဲ့ပြီးတော့ဒါ message ပို့ချင်တယ်ဆိုရင်ကျွန်တော်တို့က Google Chat မှာတော့ဟို group လို့တော့မပြောဘူးသူက space ပေါ့နော် space တခု create လုပ်ပြီးတော့ဒါ message ပို့မယ်ဆိုရင်သူကဘာလဲဆိုတော့ enterprise email ဖြည့်ရမယ်เนาะ personal ကျွန်တော်တို့ Google ဟိုဟာ email နဲ့မရအောင်အဲ့တော့ကျွန်တော်တို့ကလက်ရှိက enterprise email တခုသုံးနေတာဆိုတော့အဆင်ပြေသွားတာပေါ့ပထမတစ်ခါ personal account နဲ့လုပ်ကြည့်တာအဆင်မပြေဘူးအဲတုန်းကတော့no rec ကလုပ်လို့ရမှန်းလည်းမသိဘူးပေါ့နော်ပြောမှဆို YouTube မှာမရှိဘူးဗျာအဲ့တော့ Google မှာလိုက်ရှာကြည့်တော့လည်းအဆင်မတွေ့ဘူးပေါ့နော်အဲ့ဒါနဲ့ပေါ့နော်ကျွန်တော်ရှာကြည့်လိုက်တော့နောက်ဆုံးပါကိုမေးလိုက်ရဲဆိုတော့ ChatGPT မေးလိုက်တယ်ဒါလုပ်ချင်တယ်ဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့တော့အဲ့မှာသူဟိုဟာပြီးတယ်instruction ပြီးတယ် instruction ပြီးတော့လိုက်လုပ်ကြည့်တယ်အဆင်ပြေသွားတယ်ဗျာအဆင်ပြေသွားတယ်ဆိုတော့ဘယ်လိုလုပ်ရမလဲဆိုတာပထမဆုံးစပြောနော်ပထမဆုံးကျွန်တော်တို့ဒီမှာဒီ enterprise email ပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်တို့ဒီ Gmail မှာ Gmail သွားလိုက်ပေါ့နော် Gmail သွားလိုက်ပြီးတော့ပထမဆုံးပါလဲဆိုတော့ chat ကိုဘာဟိုလုပ်ရမလဲ enable လုပ်အောင်ပါဗျာအဲ့တော့ဒီမှာ chat and meet ကိုဒီမှာ customize လုပ်လိုက်ပြီးတော့ဒီမှာအမှန်ချစ်လိုက်ဗျာအမှန်ချစ်လိုက်ပြီးတော့ done ဆိုပြီးလုပ်လိုက်ဒါဆိုရင်ဘာဖြစ်လဲဆိုတော့ဒီဘယ်ဘက်မှာ chat နဲ့ meet ဆိုပြီးတော့ပေါ်လာ Google Meet နဲ့ Google Chat ပေါ့နော်အဲ့တော့ chat ကိုဒီမှာကျွန်တော်ဘာလုပ်ရမလဲဆိုတော့ဒီမှာ new chat ဆိုပြီးတော့နော် new chat ဆိုပြီးတော့ဒီမှာ create a space ဆိုပြီးတော့ဒါ space ဆိုတာ group လုပ်တာပေါ့နော် space ဆိုပြီးတော့အဲ့ဒါကို create လုပ်ရမယ် create လုပ်လိုက်ပြီးတော့နာမည်လေးပါလေးပေးပေါ့နော်နာမည်ပါညာပေးအဲ့ create လုပ်လိုက်ရတယ်ကျွန်တော်နာမည်ထားတော့ create လုပ်လိုက်ရတယ်နော် create လုပ်လိုက်ရပြီအဲလုပ်ပြီးပြီပေါ့အဲ့တော့ကျွန်တော်ကတော့ဒီမှာဟိုဟာနဲ့လုပ်ထားတယ် C-Line IoT ဆိုပြီးတော့လုပ်ထားတာပေါ့နော်ပြီးရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ဒီမှာ app and integration ဆိုတဲ့ဟာလေးကိုဝင်ရမယ်နော်လွယ်တယ်နော်အဲ့တော့ဒီမှာ web host ဆိုကိုတွားရမယ် web host မှာ add web host ဆိုတဲ့ဟာနှိပ်ရ app web host ဆိုတာနှိပ်လိုက်တယ်ဆိုရင်ဒါလေးပေါ်လာဒီမှာကိုကနာမည်လေးပေးလိုက်ပါတော့နာမည်လေးပေးလိုက်ရပြီအဲ့ဆိုနာမည်လေးပေးလိုက်ရင်ဒီမှာအောက်မှာပေါ်လာပါတော့ကျွန်တော်ကတော့ IoT ဆိုပြီးတော့ပေးလိုက်တယ်အဲ့တော့ဒါကိုဒီ URL ပေါ့နော်ဒီတနည်းအားဖြင့် API အဲ web host ကိုကျွန်တော်တို့က copy ကူးရအောင်เนาะဒါဆိုရင်ဒီဘက်က group chat အတွက်ဒါလုပ်เสียလုပ်ငန်းပြီးသွားပြီเนาะပထမဆုံး enterprise mail ဖြစ်ရမယ်เนาะပြီးရင် chat and meet ကိုဒါ enable လုပ်ရမယ်ပြီးရင် web host ကိုကျွန်တော်တို့ create လုပ်အောင်เนาะဒါဆိုပြီးပြီเนาะဒါဒီဘက်ကဟိုဟာ Google Chat ဘက်ကပြီးသွားတယ်နောက်တစ်ခုကဒီဘက်က Node-RED ဘက်ကကြတော့ဘာရှိရမလဲဆိုတော့ HTTP request เนาะအဲ့ကောင်လေးရှိရမယ် HTTP request ကတော့ပါပါတယ်ဗျအကုန်လုံးမပါလဲဒီဘက်ကဟိုဟာမှာရှာလိုက်ပေါ့နော် manage palette မှာရှာလိုက်ပေါ့နော်ရှိပါတယ်ထားပါဒါ my site မှာဆိုတခါတည်းပါပြီးသားပေါ့နော် HTTP request ကိုယူလိုက်မယ်ပြီးရင်ဘာလုပ်ရမလဲဆိုတော့ HTTP request မှာ URL မှာခုနဟာလေးထည့်နော်ဖတ်လည်းထည့်မယ် method က post နဲ့သွားမယ်ပြီးရင် return ကိုဒါလေးပေါ့နော်ဒါလေးကကျွန်တော်တို့ပြန်ကြည့်လို့ရအောင်အတွက်ဒီ return message ကိုထားတာပါပြီးကျွန်တော်တို့က function တခုရေးမယ်နော်အဲ့ရှိမှာဘာ function လေးလဲဆိုတော့ဒီဟာပြပါမယ်ဘာလဲဆိုတော့ဒါလေးရေးရအောင်ဟွာအဲ့တော့ဘာရေးရမလဲဆိုတော့ကျွန်တော်တို့ဒီမှာ constant အဓိကတော့ဗာလဲ message ပို့မယ်ဒီ header type ကဒီ application
ဒါ JSON တိုက်နဲ့ပို့တာပေါ့နော်အဓိကဒါလေးပဲဒါကကိုပို့ခြင်းတဲ့ message ဒီမှာ hello ဘာညာရေးပေါ့နော်ကိုဒီမှာ message ကိုရေးပါဒါပဲဗျာအဓိကတော့ဒါပဲဒီစာကြောင်းပဲဒါလေးကိုရိုက်လိုက်အဲ့ဆိုရနော်ဒါလေးရိုက်လိုက်ရကျန်တာတော့ဟိုဟာတွေအတွက်ပါဒါဆန်စားနေ door open close ဆိုတော့ message ရေးထားတာဆိုတော့ဟိုဟာမလိုတော့ဘူးပေါ့နော်အဲ့တော့ဒါကတော့ injection အတွက်လုပ်ထားတာပါနော်ဘာမှလည်းမထူးကြပါ okay အဲ့ဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့เนาะဒါပြီးသွားပြီဆိုရင်အဓိကဒါပဲเนาะဒီစာကြောင်းလေးပဲဒီစာကြောင်းလေးပေါ့เนาะဒီစာကြောင်းလေးအကြောင်း2ကြောင်း3ကြောင်း4 5 6 9ကြောင်းဒါရေးရပြီကျန်တော့ကိုယ့်အကိုအဆင်ပြေလို့ရေးပေါ့ဗျာเนาะပြီးရင်ကျွန်တော်တို့ဒီမှာဒီပါเนาะဒီမှာပြန်ပြမယ်ဒီမှာ hello from my side gateway လွန်ခဲ့တဲ့36မိနစ်ကပို့ထားတာအခုထပ်ပို့မယ်ပေါ့เนาะဒီမှာ step okay requesting တောင်းအတန်လေးကြားရတယ်ဒီမှာပေါ်လာမယ်เนาะ hello ဘာညာအဲ့တော့ဒီမှာပြန်ကြည့်မယ် hello from my side gateway နားဆိုပြီးပေါ်လာဒါဆိုရင်ရเนาะအဓိကပါလဲဆိုတော့ဒီ http request post method နဲ့တွားတာပါဘာကို copy ကူးထားမလဲဆိုတော့ဒီ WebSocket ရဲ့ URL ကို copy ကူးထားမှာဖြစ်ပါတယ်